ကြီးလာပါပြီရှင်ကဲဘယ်လိုမျိုးပေးပါလဲဆိုတော့2025ရဲ့ Year NC promotion ကိုမမင်းတို့ကဘယ်လို promotion လေးလဲဆိုတော့တေချာနားထောင်နော်ငားတယ်ဝယ်တာနဲ့တစ်ထက်လက်ဆောင်ကန်ဆန်းခွင့်ကလေးပေးမှာဖြစ်ပါတယ်ရှင်ကဲငားတယ်ကိုမင်းတို့ကဘယ်လိုလေးတွဲပေးမှာလဲဆိုတော့လေဒီမှာပေလွှာပစိုးလေးတွေပါမယ်လူကြိုက်အရန်များတဲ့ပေလွှာပစိုးမင်းတို့4200ထိပေါ့နော်ရောင်းကြတဲ့ပေလွှာပစိုးလေးတွေပါမယ်ပြီးလို့ရှိရင်မင်းတို့ရဲ့ဒီဇိုင်းအသစ်ဖြစ်တဲ့ရွှေကြိုးတွေပါမယ်ပြီးရင်ဝက်ကွဲပေါ့နော်ရောင်းအကောင်းဆုံးတော့ဒီလိုမျိုးပေါ့နော်မင်းတို့ရွှေဝိုင်းတို့ရွှေဝိုင်းတွေရွှေပင့်ကူတွေအစင်တွေပါမယ်ချင်းအရန်လာတယ်နော်ရွှေလိုင်းတောက်တွေလည်းပါမယ်ရွှေလိုင်းကက်တွေလည်းပါမယ်ပြီးလို့ရှိရင်ဒိုဘီလေးတွေရှီဒိုဘီပေါင်းဒိုဘီလေးတွေပါမယ်ပြီးရင်နောက်တစ်ခုကကြတော့လူကြိုက်အရန်များတဲ့ပေါင်းဆန်ရှယ်ပွဲတက်လို့အရန်ကောင်းတဲ့ပေါင်းဆန်ရှယ်တွေပါပါမယ်ရှင်ကဲဒီလိုမျိုး5မျိုးပေါ့နော်5မျိုးကို9တယ်ဝယ်တာနဲ့မင်းကတစ်ထည်လက်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်ကဲဈေးနှုန်းလေးကလည်းမင်းတို့အရင်ရောင်းပေးတဲ့ဈေးလေးပဲတစ်ထည်ကို3600ပါရှင်ကဲ3600နဲ့9တယ်ဆိုလို့ရှိရင်38000ကျကြမှာဖြစ်ပါတယ်ရှင်ကဲမင်းတို့တစ်ထည်လက်ဆောင်ကဘာလေးပေးမှလဲဆိုတော့မင်းတို့ရိုးရအိမ်ဆိုင်အဟောင်းပေါ့နော်ဆိုင်အဟောင်းမှာတင်ထားတဲ့ပစိုးပေါ့နော်ပစိုးရှိသားစစ်ပစိုးလေးတွေကိုမင်းတို့ကလက်ဆောင်အဖြစ်တစ်ထည်လက်ဆောင်အဖြစ်ထည့်ပေးတော့မှာဖြစ်ပါတယ်ရှင်9စင်ဝဲတဲ့အကိုတွေအမတွေတိုင်းတွေမင်းကအဲ့လိုလေးတွေထည့်ပေးတော့မှာဖြစ်ပါတယ်ရှင်ကဲလက်ဆောင်ပေးမယ်ပစိုးလေးတွေကတော့ဒီအစင်ဆိုလို့ရှိရင်လည်းကာလာအစုံရှိမယ်ဒါလေးဆိုလို့ရှိရင်လည်းကာလာအစုံရှိမယ်ဒါလေးဆိုလို့ရှိရင်လည်းကာလာအစုံရှိပါမယ်ရှိသားစစ်ဖြစ်ကြောင်လုံးဝအာမခံပါတယ်နော်အာမခံပါတယ်ရှင်ကဲဘယ်လိုလေးတွဲပြီးမှလဲဆိုတာလေးလည်းမင်းပြောပြပေးတော့မယ်ကဲဒါလေးရတော့လက်ဆောင်လေးတစ်ထည်လက်ဆောင်လေးရတော့ random ဖြစ်ပါမယ်မင်းတို့အဆင်ပြေတဲ့အယောင်ကိုထည့်ပေးတော့ပါမယ်အကယ်၍ကိုမကြိုက်တတ်တဲ့ဒီလို9တယ်တွဲတာပဲဖြစ်ဖြစ်လက်ဆောင်ယူမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုမကြိုက်တတ်တဲ့ကာလာလေးရှင်မင်းတို့တစ်ချက်လောက်ပြောပေးလို့ရပါတယ်ရှင်ကဲဘယ်လိုလေးတွဲပေးမှလဲဆိုတော့ဒီလိုမျိုးရွှေပေလွှာလေးတစ်ထည်ပါမယ်ရွှေကြိုးလေးတစ်ထည်ပါမယ်ဒီလိုမျိုးပေါ့နော်ရွှေလိုင်းကွက်ဒါမှမဟုတ်လို့ရှင်လဲပင့်ကူဒါမှမဟုတ်ရွှေဝိုင်းပေါ့နော်တစ်ထည်ပါမယ်ပြီးရင်ပေါင်းထိုဘီရှီတိုဘီလေးတစ်ထည်ပါမယ်ပြီးရင်ဒီကပေါင်းဆန်ရှယ်ပေါ့နော်200ပေါင်းဆန်ရှယ်လေးတစ်ထည်ပါပါမယ်ရှင့်ကဲဒီလို9တယ်ကိုဝယ်တဲ့အကိုတွေအမတွေအတွက်ဒီဟာတွေကတစ်ထည်လက်ဆောင်ရမှာဖြစ်ပါတယ်ရှင့်ကဲကျိုင်းနဲ့တက်လို့ဝယ်အပေးရှင်နဲ့ဆိုလို့ရှင်တော့ page CV လေးအမြန်ဆုံးလေးပြေးပေးရှင်3944343 Viber ကိုလည်းဆက်သွယ်ဝယ်ယူအပေးနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်